Okay, Honor Story ကြိုးစားပါတယ်ဒီနေ့မှာတော့နိုင်ချက်စီ language တွေရတဲ့ဖွဲ့တော့ဖြေမရှာနိုင်ရည်ညံမောပဲတေးချောင်းမောင်တို့ရဲ့စာတကယ်လို့တင့်ဟောအမေရိကန်နိုင်ငံမှာရဲတပ်ဖွဲ့ဝင်လူတဲ့တပါတရင်တော့ပြီးပြီးတဘာဝလူဖြစ်စုံရမ်းတွေပါအိမ်တလုံးထဲမှာထူးဆန်းတဲ့ဖြစ်ဖြစ်မျက်မြင်တွေ့ခဲ့တယ်လို့ပြောဆိုထားတဲ့ဖြစ်တခုရှိရလို့ပြောရင်တင်ယုံကြည်မိလားဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့အမေရိကန်နိုင်ငံကွန်နတီကက်ပြည်နယ်ပင်ချီမောမြို့နယ်မှာရှိတဲ့960 Language Street ဆိုတဲ့အိမ်ကျောင်းမှာဒီလိုမျိုးတကယ်ပဲတေးချောက်ခဲ့တာလားဒါမှမဟုတ်လူတို့ရဲ့စိတ်ကူးရင်မှုနဲ့လေစားမှုထူတာဖြစ်ခဲ့တာလားဒီမျိုးကိုရဲ့ဖြူကိုယနေ့ထိဘယ်သူမှအတိအကျမပြောနိုင်ဘူးပါဘူးဒါပေမဲ့ဒီမြစ်ပတ်တည်းပြီးထွက်ပေါ်လာခဲ့တဲ့ဖြစ်ပျက်တွေဟာယနေ့ထိဟောလာတမိုင်းထဲမှာပြောမကုန်နိုင်တဲ့လူ့ဝချက်တစ်ခုဖြစ်ကျန်ရှိနေစေဖြစ်ပါလေ1990ခုနှစ်ခုနှစ်1990ပြည်လုံးနေနာကျေးနေလာဆိုတဲ့လမယားနေအောင်ပြေပေါ်မျိုးရဲ့ language ที่မှာရှိတဲ့အိမ်မက်966ကိုတောင်းရှိလာရပါတယ်သူတို့နေအောင်အေးချမ်းချမ်းနေထိုင်နေတဲ့တောင်မမီတန်းစုတစုလာဖြစ်ပါတယ်နောက်ပိုင်းမှာတော့အာစီလို့ခေါ်တယ်လေခေါ်ကြပြီးချက်လိုလေးလူတီများတယ်အဲ့ဒါ6နှစ်ကလေးမလေးကိုမွေးစားခိုင်းကြတယ်စာပိုင်းမှာတော့အရာအလုံးပုံမှန်ပါပဲအင်္ဂါလေးတိတ်ဆိတ်တယ်ဒီနီးချင်းနေတဲ့ကလေးပြက်နာရှိဘူးဘယ်သူမှဒီဟာနောက်ပိုင်းမှာအမေရိကန်နိုင်ငံကိုညှင်းမဝယ်ကောင်းတော့ဒီ6မှုတွေကတခုဖြစ်လာမယ်လို့မထင်ခဲ့ကြပါဘူး1984ခုနှစ်နိုဝင်ဘာလရဲ့27ရက်ညချယ်ရီနဲ့လာတို့ဟာဧကန်းထဲမှာထိုင်ပြီးရုံမြင်တန်းကြကြည့်နေခဲ့ကြပါလေ။အဲဒီချိန်မှာနိုင်ငံတစ်ဖက်ကတန်တစ်ချက်ထွက်လာပါလေ။နှစ်ယောက်စလုံးတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်။အိမ်ပြင်မှာကလေးတွေဆော့နေတာများလားလို့တွေးလိုက်တဲ့ချိန်ဒီတစ်ခါတော့တန်းကပိုပြင်းလာပါလေနိုင်ငံတစ်ခုလုံးတုန်ခါသွားတယ်လို့တော့ခံစားရပါတယ်ကျေးရအပြင်ကိုအမြန်ထွက်ကြည့်ခဲ့ပါတယ်ဒါပေမဲ့လမ်းပေါ်မှာလူတယောက်မှမရှိပါဘူးလူတိုက်တယ်တော့မကြားရတယ်ညတိတ်တိတ်ကြီးအဲ့ဒါဘယ်ရလာတာလဲဘယ်သူမှမသိနိုင်ခဲ့ပါဘူးနောက်ရက်တွေမှာတော့ဖြစ်ပျက်တွေဟာပိုဆိုးလာပါတော့တနေ့လူဟာမြို့ချောင်းမှာအလုံးလုံးနေတော့ရေဝဲတက်တာကြီးပါဖြူတူးလို့ကျမ်းမြေပေါ်ရွှေလျောက်လာပါဒုမှမတုံဘူးဘင်းနဲ့ပေါ့ဒါပေမဲ့ရေစဲတက်တာကြီးဟာအသက်ရှိတဲ့အရာတစ်ခုလို့ဒီတိုင်းအလျားနေပါတယ်လာရာဟာထိတ်လန့်ပြီးဂျယ်ရီကိုခေါ်လိုက်ပါတယ်ဂျယ်ရီရောက်လာတဲ့အချိန်ရေစဲတက်တာကြီးရုပ်ရည်ရဲတွားပါတယ်နှစ်ယောက်စလုံးအာနှုတ်နေကြတယ်ငါတို့မျက်စိမှာဖြစ်နေလို့လေကိုနှစ်လိုက်ကြပါတယ်ဒါပေမဲ့ဒီဟာစာပဲရှိပါတယ်တင်ကြပါဧကန်းမျိုးကဆိုပါချင်ဘာကြောင့်မှမရှိဘူးလှုပ်လာပါလေစမှာရှိဘူးပြီးတော့ပုံမြန်လာတဲ့ရှုပ်တယ်ဆိုပါကြီးဟာကျမ်းမြင်ပါရောက်တက်သွားတယ်မြင်လိုက်ရတယ်လို့မိသားစုကနောက်ပိုင်းမှာပြောဆိုခဲ့ကြပါတယ်စက်ကန်နေနေကြထိုးဆိုတဲ့တန်တဲ့သူကျမ်းမြင်ကိုပြန်ကြသွားပါတယ်
ကျနေလာတာနှစ်ယောက်လုံးကြောက်နေပြီပြင်းပြင်းထွက်ခဲ့ကြပါဒါပဲနဲ့အဲ့ဒီနောက်မောင်လူကသူတို့မိသားစုစတယ်ဝန်းရနေခဲ့ပြီလို့သူတို့ခံစားမိခဲ့ကြပါပြီချာရီနဲ့လာရာတို့ဟာအိမ်ထဲမှာနေစဉ်ကြုံတွေ့နေရတဲ့ထူးဆန်းတဲ့ဖြစ်ရတူဘဒုကိုပြောပြရမလဲဆိုတာမသိတော့ပါဘူးအိမ်ကြီးချင်းတွေကိုပြောတော့အိမ်ဟောင်းဆိုတော့အတန်ကြီးတာဖြစ်မှာပါစိတ်ဖိစီးနေလို့ထင်အောင်ထင်မှာဖြစ်တာလေဖြစ်နိုင်တယ်ဆိုပြီးပြန်ဖြေရပါတယ်ဒါပေမဲ့ဂျေယူတီထားတာတခုရှိပါတယ်သူတို့မြင်နေတာကထင်အောင်ထင်မှာမဟုတ်ဘူးသူတို့ကြားနေရတာလေစိတ်ကူးရင်လည်းမဟုတ်ဘူးအဲဒီຢာတွေကနေတိုင်းပူပူပြီးပြင်းထန်လာနေပါတယ်1984ခုနှစ်နိုဘာလနောက်ပိုင်းခြေနေဟာလုံးဝထိမရတော့တဲ့အထိရောက်လာပါတယ်။တညမှာအေခန်းထဲကပကြီးကားတစ်ချာနိုင်ရမောကနေတူလို့ပြုတ်ကြခဲ့ပါတယ်။ခြေရော်သွားလို့ဖြစ်မယ်လို့ခြေတွေးလိုက်တဲ့အချိန်နောက်ထပ်ပကြီးကားတစ်ချာထပ်ပြီးပြုတ်ကြလာပါတယ်။ဒါလည်းမဟုတ်သေးပါဘူး။ခန်းတောင်မှာရှိနေတယ်။ဒေတာအလှဆင်ပြည့်တစ်ခုဟာကျမ်းမြေမောရှိုးမလာပဲလေထဲမှာလွန်သွားတယ်လို့မိသားစုကနောက်ပိုင်းမှာပြောဆိုခဲ့ကြပါတယ်အဲ့ဒီမျိုးမြင်လိုက်ရတယ်ဒါတော့ဟော်ဟီဘီအိမ်မျိုးပြေးထွက်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ချေရီဟာရဲတပ်ဖွဲ့ကိုကြောင်းကြားဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်တို့အိမ်မှာတခုခုတော့ဖြစ်နေတယ်ကျွန်တော်တို့မထိန်နိုင်တော့ဘူးအဲ့ဒီခေတ်ကရိန်းဘောရဲတပ်ဖွဲ့ရဲ့အတွက်ဒီလိုဖုံးဆက်ကူညီတောင်းတာအလွန်ထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အမှုကိုစုံစမ်းဖို့ရဲရှာရှိတချို့ဟာနိုင်စစ်စစ်လန်နီစထရီကိုရောက်လာခဲ့ကြပါတယ်ရဲတွေရဲ့ပထမဆုံးတွေ့ရဒါဟာတယောက်ယောက်ရဲ့စမ်းနာမှုဖြစ်မယ်ဆိုတာပါပဲအိမ်ကိုစစ်ဆေးကြတယ်အိမ်အောင်ထက်အပေါ်တဲ့ခေါင်းမှုအိမ်နောက်ဖေးဘယ်နေရာမှာကျိုးရီလူဝဆက်တူလူဘုံခန်းတွေမတွေ့ကြပါဘူးအရာအလုံးဟာတာမန်အိမ်တစ်လုံးလိုပဲရှိနေပါတယ်အဲ့ဒီအချိန်မှာဒုဆိုတဲ့အတန်ကြီးတစ်ခုရုတ်တရက်ထွက်လာပါတယ်ရဲရရှိသူအားလုံးအတန်လာတဲ့ဘက်ကိုလှည့်ကြည့်လိုက်ကြပါတယ်နိုင်ရအပြင်ကတယောက်ယောက်လက်တီးနဲ့ထိုးလိုက်တယ်လို့တုန်ခါသွားပါတယ်ရဲတွေချက်ချင်းအပြင်ကိုထွက်ပြီးစစ်ဆေးကြပါတယ်ဒါပေမဲ့လမ်းပေါ်မှာဘယ်သူမှမရှိပါဘူးအိမ်ထဲပြန်ဝင်လာတဲ့အချိန်မှာမိဖို့ချောင်ဘက်ကပကံချင်းထိမိတဲ့အတန်းတွေဇက်တိုင်ထွက်လာပါတယ်ရဲတွေအမြန်ပြေးသွားကြတယ်ဒါပေမဲ့ဘယ်သူမှမရှိပါဘူးပကံအချို့ကတော့ကျမ်းမြေပေါ်မှာပြန်ကျင်းနေပါတယ်အဲ့ဒီအရာကြီးဘယ်လိုပြုတ်ကြခဲ့တယ်လဲဘယ်သူမှမမြင်လိုက်ကြပါဘူးဒီဖြစ်ရပြီးနောက်ဒီတဲ့ရင်ဟာရိဘော်ဗီကိုအနံ့ကျန်းနံသွားတော့တယ်နိုင်စစ်စစ်လန်လီစထရိတ်မှာထူးဆန်းတာတွေဖြစ်နေတယ်ရဲလူတောင်စုံစမ်းနေတယ်ဆိုတဲ့တဲ့ရင်ဟာတရက်အတွင်းမြို့လုံးကျွပြန့်နှံ့သွားခဲ့ပါလေလူတွေဟာအိမ်ရှိမှာလာရောက်စုဝေးပြီးကိုယ်တိုင်တစ်ခုခုမြင်ရမလားဆိုပြီးစောင့်ကြည့်နေကြပါတော့တယ်ဒါပေမဲ့ဒီဇလန်ခုမှစတာပါနောက်ရပိုင်းအတွင်းဒီအိမ်ကိုနိုင်ငံနဲ့နာမည်ကြီးစိမ်မဲ့လူနှစ်ယောက်ရောက်လာပါတော့တယ်သူတို့ကတော့တဘာဝလူဖြစ်ရလို့စုံစမ်းလေးရှိတယ်ဤဒီနဲ့
လော်နီမွေလန်ဖြစ်ပါတယ်သူတို့ရောက်လာပြီးနောက်နိုင်စစ်စစ်လန်လီစထရီဟာအမေရိကန်တနိုင်ငံလုံးရဲ့အာရုံစိုက်မှုရရှိသွားခဲ့ပါတယ်ဒါပေမဲ့သူတို့မင်းတို့ခဲ့တာတွေတကယ်ပဲတဘာဝလူဖြစ်ရတွေလားဒါမှမဟုတ်လူတယောက်ရဲ့အစီအစဉ်ကြကြလှည့်စားမှုတစ်ခုလားဘေးပေါ်မျိုးတစ်မျိုးလုံးမှာနိုင်စစ်စစ်လန်လီစီဆိုတဲ့လိပ်စာကိုလူတိုင်းပြောဆိုနေကြတဲ့အချိန်သတင်းမီဒီယာလူစူးစမ်းလူတွေအိမ်ရှိမှာဒါရောက်စောင့်ကြည့်နေသူတွေဟာနေ့စဉ်ပိုများလာပါတယ်အဲ့ဒီသတင်းဟာတဘာဝလူဖြစ်ရသူကိုစုံစမ်းလေးရှိတယ်ဤဒီနဲ့နောင်လီဝါရန်တို့ရဲ့နားထဲကိုလေရောက်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအရင်ကလည်းထူးဆန်းတဲ့ဖြစ်သူစုံစမ်းခဲ့ဘူးသူတွေဖြစ်လူဒီများနေပြီဒီရင်ကိုလည်းကိုယ်တိုင်လာရောက်လေ့လာဖို့ဆုံးဖြတ်လိုက်ကြပါတယ်အိမ်ထဲဝင်လိုက်တဲ့အချိန်အောင်ရင်ဝယ်လန်ဟာအိမ်တစ်ဝိုက်ကိုတိတ်တိတ်လေးလှည့်ကြည့်နေပါတယ်ခန်းတစ်ခန်းပြီးတစ်ခန်းလေကားအေကန်မီးပုံချောင်းအားလုံးကိုချိန်ယူလေ့လာခဲ့ပါတယ်နောက်ပိုင်းမှာတော့အောင်လီကဒီအိမ်ထဲမှာအလွန်ပြင်းထန်တဲ့အမောင်စွမ်းရင်တစ်ခုရှိတယ်လို့ကျွန်မခံစားရတယ်လို့ပြောဆိုခဲ့ကြောင်းနောက်ပိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်ဒါပေမဲ့ဒီဟာအောင်လီရဲ့ကိုယ်ပိုင်ခံစားချက်ဖြစ်ပြီးထိပ်ပံကြီးကြအတည်ပြုထားတဲ့အထောက်ထားတော့မဟုတ်ပါဘူးဝါလင်ဇနီးမောင်နှံစုံစမ်းနေချိန်မှာမွေးစားသမီးလေးကျက်စီဟာအိမ်ကန်းထဲမှာရှိနေပါတယ်မိသားစုရဲ့ပြောဆိုချက်အရကျက်စီဟာမကြာခဏထူးဆန်းတဲ့အတန်ကြီးကြားရတယ်မမြင်ရတဲ့လူတစ်ယောက်နဲ့စကားပြောနေတယ်လို့ပြုမှုနေတယ်လို့ဆိုပါတယ်အဲ့ဒီအချိန်မှာအိတ်ခန်းထဲကနေရုတ်တရက်ဟော်ဒန်တစ်ခုထွက်လာပါတယ်အားလုံးခန်းထဲကိုအမြန်ပြေးဝင်သွားကြတယ်ကျက်စီဟာကြောက်လန့်ပြီးဂရင်ပေါ်မှာထိုင်နေပါတယ်မိသားစုနဲ့ဝန်နေတို့ကအဲ့ဒီချိန်မှာဂရင်ဟာလှုပ်ရှားနေတယ်လို့ပြောဆိုခဲ့ကြပေမယ့်ဒီဖြစ်ပျက်ကိုအတည်ပြုနိုင်တဲ့ဗီဒီယိုဒါမှမဟုတ်တိတ်ပံနေကြမှတ်တမ်းတော့မရှိခဲ့ပါဘူးဒီဖြစ်တွေကြောင့်အိမ်ရှိမှာစောင့်ကြည့်နေတဲ့လူတို့ဟာနေ့စဉ်ပိုများလာပါတယ်တချို့ဟာဒီအိမ်မှာတကယ်တည်းရှိတယ်လို့ယုံကြည်ကြတယ်တချို့ကတော့ဒါလူတွေအာရုံစိုက်အောင်လုပ်ထားတဲ့လေစားမှုပါလို့ပြောကြပါလေဖေးပေါ်မျိုးဟာချိန်တိုတွန်းအငင်းပွားမှုတွေနဲ့ပြည့်နေတော့ပါလို့တယ်ရဲတပ်ဖွဲ့ကလည်းအိမ်ကိုထက်ခါစစ်ဆေးနေပါတယ်ကျိုးတွေမရှိလူ့ဝကိရိယာတွေရှိမရှိအပြင်ကတယောက်ယောက်ဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေရှိမရှိဒီစိတ်စစ်ဆေးခဲ့ကြပေမဲ့လူတိုင်းကိုလုံးဝယုံကြည်စေမဲ့အဖြစ်တစ်ခုတော့မတွေ့ခဲ့ကြပါဘူးဒီကြားထဲမှာချက်စီဟာအိမ်ထဲမှာနေဖို့ပိုကြောက်လာပါတယ်ညဘက်ဆိုအိမ်မဆိုးတွေမက်တယ်လို့လည်းပြောရပါတယ်တစ်ခါတလေနိုင်ငံတော်ကိုငေးကြည့်ရင်အဲ့ဒီမှာလူတယောက်ရက်နေတယ်လို့ပြောဆိုတဲ့ကြောင်းမိသားစုကဆိုခဲ့ပါတယ်ဒါပေမဲ့ချက်စီမြင်တယ်လို့ပြောတဲ့ຢာကိုတခြားဘယ်သူမှမြင်ခဲ့ကြပါဘူးအချိန်တွေကြာလာတဲ့နဲ့အမျှနိုင်စစ်စစ်လန်လီစထရီဟာတေး6တဲ့ဆိုတဲ့နာမည်ထက်တကယ်ဖြစ်ရလားဒါမှမဟုတ်လှည့်စားမှုလားဆိုတဲ့မေးခွန်းကြောင့်ပိုပြီးလူတွေများလာခဲ့ပါလေတချို့တက်တွေကကျွန်တော်တို့ကိုယ်တိုင်ထူးဆန်းတဲ့ຢာတွေကြုံခဲ့ရပါတယ်လို့ပြောကြတယ်ဒါပေမဲ့တန်ရရှိသူတွေကတော့တိတ်ပံနေကြတက်တွေထောက်တာမလုံလောက်ဘူးလို့တုံ့ပြန်ကြပါတယ်ဒီလိုနဲ့ရဲတပ်တစ်ပတ်နင်းငယ်ကြပြီးတဲ့နောက်အာနာပိုင်းတွေကဒီဖြစ်ရတဲ့ပတ်သက်ပြီးနောက်ဆုံးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါတော့တယ်အဲ့ဒီဆုံးဖြတ်ချက်ကဒီမှုတစ်ခုလုံးရဲ့အငင်းပွားမှုယနေ့အထိမပြီးဆုံးစေခဲ့တဲ့အကြောင်းရင်းဖြစ်လာခဲ့ပါတယ်ရဲတပ်တစ်ပတ်များစွာကြာပြီးတဲ့နောက်နိုင်စစ်စစ်လိုင်းလီစထရီဟာဘေးပေါ်မျိုးရဲ့လူပြောအများဆုံးနေရာဖြစ်လာခဲ့ပါတယ်
အိမ်ရှိမှနေတိုင်းလူအုပ်ကြီးစုဝေးနေကြတယ်တရင်တောက်တွေဟာတရင်ယူဖို့ပြန်ဆိုင်လာရောက်ကြတယ်ရဲတပ်ဖွဲ့ကလည်းအချိန်ကိုထိမ့်သိမ့်ဖို့မကြာခဏလာရောက်ရပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်ကိုတိတိကျကျတည်ပြုနိုင်တဲ့တက်တဲ့တစ်ခုတော့မရှိသေးပါဘူးနောက်ဆုံးမှာတော့အာဏာပိုင်တွေဟာဒီမှုကိုဆက်လက်ဆုံးစမ်းမနေတော့ပဲဒီဖြစ်ရာလှည့်စားမှုတစ်ခုဖြစ်နိုင်တယ်လို့သတ်မှတ်ခဲ့ကြပါတယ်အဲ့ဒီထုတ်ပြန်ချက်မှာထူးဆန်းတဲ့ဖြစ်ရပ်တချို့ဟာအိမ်ထဲဟာကလေးမလေးချက်စီရဲ့လုပ်ရတူကြောင့်ဖြစ်နိုင်တယ်လို့တန်တရားရှိကြောင်းဖော်ပြခဲ့ပါတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကိုလူတိုင်းကလက်မခံခဲ့ကြပါဘူးဖြစ်ရကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ပြောဆိုသူတချို့ဟာကျွန်တော်တို့မြင်ခဲ့တာလှည့်စားမှုလိုပဲပြောလိုက်တာနဲ့မပြောက်သွားဘူးလို့ပြောခဲ့ကြပါတယ်တစ်ဖက်မှာတော့တန်တရားရှိသူတွေကဒီဖြစ်ရကိုတိတ်ပံနေကြစံတဲ့အတည်ပြုနိုင်တဲ့အထောက်အထားမရှိဘူးလို့တုံ့ပြန်ခဲ့ကြပါတယ်အဲ့ဒီချိန်ကစပြီးနိုင်စစ်စစ်လိုင်းစထရီဟာတဘာဝလုံးဖြစ်ရကိုယုံကြည်သူတွေနဲ့တိတ်ပြန်နေကြတက်တယ်လို့ချင်းသူတွေကြားညှင်းပွားစေတာဖြစ်လာခဲ့ပါတယ်နှစ်တွေတဖြည်းဖြည်းကုန်လွန်သွားပါတယ်ဂျိန်နဲ့လာရာတို့မိသားစုဟာအဲ့ဒီအိမ်မှာဆက်နေနိုင်တော့ပြောင်းရွှေ့သွားခဲ့ကြပါတယ်နောက်ပိုင်းမှာအိမ်ကိုပြုပြင်မွမ်းမံခဲ့တယ်လို့ပိုင်ရှင်တွေလည်းအချိန်ချင်းပြောင်းလဲခဲ့ပါတယ်တချို့နောက်ပိုင်းနေထိုင်သူတွေကဘာထူးဆန်းတာမှမကြုံခဲ့ရဘူးလို့ပြောကြပါတယ်ဒါကြောင့်လေဒီဖြစ်ရာပို့ပြီးအငင်းပွားတဲ့ဟာဖြစ်လာခဲ့ပါတယ်ဒီနေ့အထိလမ်းစစ်စစ်လမ်းလီစုအကြောင်းကိုလေ့လာသူတွေဟာမေးခွန်းတစ်ခုတည်းကိုပဲပြန်မေးနေကြပါတယ်အဲ့ဒီမှာတကယ်ဘာဖြစ်ခဲ့တာလဲတချို့ဟာအဲ့ဒီမှာလူသားတွေမရှင်းပြနိုင်တဲ့အရာတစ်ခုရှိခဲ့တယ်လို့ယုံကြည်ကြပါတယ်တချို့ကတော့အဲ့ဒီဖြစ်ပျက်တွေဟာတရင်မီဒီယာတွေရဲ့ဖိအားကောလာဟလာတွေနဲ့လူတွေရဲ့စိတ်ကူးရင်မှုတွေပေါင်းဆိုင်ပြီးပုံမကြီးထွားလာခဲ့တယ်လို့ယူဆကြပါတယ်ယနေ့အထိဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးလူတိုင်းသဘောတူတဲ့အဖြစ်တခုမရှိသေးပါဘူးနိုင်စစ်စစ်လန်လီစထရီရဲ့ဖြစ်ပျက်ဟာတရေတကယ်ရှိကြောင်းတက်တည်ပြနိုင်တဲ့ဖြစ်လေမဟုတ်တယ်လို့လှည့်စားမှုလို့အမြင့်ကတက်တည်ပြနိုင်တဲ့ဖြစ်လေမဟုတ်ပါဘူးဒါကြောင့်ပဲနှစ်ပေါင်း90ကျော်ကြာလာတဲ့ဒီနေ့အထိဒီအိမ်ရဲ့လူ့ဝတ်ချက်ဟာအဖြေမရသေးတဲ့ပုံစံတစ်ခုဖြစ်ကြံရှိနေစေဖြစ်ပါတယ်ဒီဇလန်ကိုတင်ဘလို့ထင်မြင်ပါတယ်လေနိုင်တဲ့လိုင်းယူစထရီမှာတကယ်ပဲလူတွေမရှင်းပြနိုင်သေးတဲ့ထူးဆန်းတဲ့ဖြစ်တူကိုဖြစ်ခဲ့တာလားဒါမှမဟုတ်အားလုံးဟာအထင်မြင်ကောလာဟလနဲ့လှည့်စားမှုတစ်ခုလားဖြစ်ခဲ့တာလားတင်းရမျိုးကောမန့်မှာညှောက်ဝေပေးခဲ့ပါနောက်ထပ်အငင်းပွားပွဲဖြစ်ရမှန်ဟော်နာဒိုကမတီနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်